လက်ခဲမှာကောင်းတာလုပ်လို့ရှိရင်ဘယ်ချိန်ဖြစ်ဖြစ်ကောင်းတာလုပ်ရင်ကောင်းတဲ့နတ်ခတ်ပဲလို့ဒီလိုပြောတာနော်ဘယ်နေ့မှဥမာပဲဒီနေ့ကပြဿနာရဲ့ဒီနေ့ကရရစားရဲ့လို့ဒီလိုရွေးဆရာမလို့ကောင်းတဲ့အလုပ်လုပ်တာမှန်တယ်ကောင်းတာဖြစ်စေနိုင်တယ်သူနဲ့ခတ်တန်သူမင်္ဂလာတုပ္ပပါဒံသူဟုတ်တယ်သူခနောသူမဟုတ်တော့စာသူဣဋ္ဌံဗြဟ္မစာဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမမြတ်စွာဘုရားအဆုံးအမဟာအင်တမကောင်းတယ်ဒီပုဗ္ဗနာသုံးပါဆိုရင်မနဲ့ခင်းဟာကောင်းသောနာနဲ့ခင်းဖြစ်ဖို့ဘာလို့အောင်ကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်ကကောင်းတဲ့သူစရိုက်တယ်ကောင်းတာကိုတွေးရမယ်အပြစ်ခင်းတာကောင်းတာကိုတွေးရမယ်ကောင်းတာကိုပြောရမယ်ကောင်းတာကိုလုပ်ရဓမ္မကောင်းသောနာနဲ့ခင်းဖြစ်တယ်ကောင်းတဲ့နေလေခင်းဖြစ်ဖို့ဘာလို့အောင်ကိုတွေးတဲ့အတွေးပေါ်မှာကိုလုပ်တဲ့ကိုပြောတဲ့စကားကိုလုပ်တဲ့အလုပ်ပေါ်မှာမူတည်တယ်ကောင်းသောဉာဏ်နေခင်ဖြစ်ဖို့ရတယ်ကိုတွေးတဲ့အတွေ့ကိုပြောတဲ့စကားကိုလုပ်တဲ့အလုပ်ပေါ်မှာမူတည်တယ်အဲ့တော့ဆန်းစစ်ရမှာကိုပြောတာအပြစ်ကင်းတဲ့စကားလားကိုတွေးတာအပြစ်ကင်းတဲ့ကိုပြောကိုလုပ်တဲ့အလုပ်ဟာအပြစ်ကင်းတဲ့အလုပ်လားလို့ဒါပဲဆန်းစစ်เสียလို့တယ်ဟိုပြတရာရဲရစာရွေးเสียတိတ်ပြီးတော့မလို့လားเนาะပြည်ရင်ဂိမ်းခန်းနေရဒီလိုပြောတော့အစွမ်းရောက်တယ်လို့တချို့ထင်ကောင်းထင်တယ်ဒါမြတ်စွာဘုရားဟောတဲ့အဆုံးအမပဲဒါနော်မြတ်စွာဘုရားကိုယုံကြည်တယ်အားကိုးတယ်ဆိုလို့ရှိရင်ဘုရားဆုံးအမတိုင်လိုက်တာမှာပေါ့အဲ့ဒါတွေကိုအလေးနဲ့မထားဘူးလောကဆိုတာဒီအများယုံကြည်တိုင်းမှန်တယ်လို့လည်းပြောလို့မရဘူးအကုန်လုံးလည်းအမှားကြီးလို့ဒီလိုပြောတာမဟုတ်ဘူးနော်မှန်တာရှိတယ်လို့မှားတာရှိတာလည်းရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကနက္ခတံပฏิမာနန္တံအထောပါလံဥပိ္ပစကာဒီနေ့နက္ခမကောင်းသေးဘူးလက်ပြန်လည်းမကောင်းသေးဘူးသွဲခါလည်းမကောင်းသေးဘူးနော်ရွှေဝယ်တာတောင်မှအမြိတ်တဆုပ်ရက်မှရွှေဝယ်ရမယ်ဆိုမကောင်းသေးဘူးဈေးကတက်သွားနောက်ကျတော့အမြိတ်တဆုပ်စောင့်တာနဲ့ဈေးတက်သွားတာနဲ့သွားကြုံဟုတ်ကဲ့အဲ့ဒါလို့ရှင်းမကောင်းသေးဘူးနဲ့ရွှေရင်နဲ့နောက်ကျကြရင်တယ်အဲ့မှာခါရလေးကနက္ခတံပฏิမာနန္တအထောပါလံဥပိ္ပစကာကောင်းကျိုးချမ်းသာတွေဟာနက္ခကောင်းတဲ့နေ့ကိုမျှော်လင့်ဆောင်စားနေတဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုတဲ့ကောင်းတဲ့အကျိုးတရားတွေကကြော်ဖြတ်သွားပြီတဲ့ဆုံးရှုံးသွားပြီလို့ပြောတာဒါနော်